ပါလေးစောပါဒီတိုက်ခိုက်မှုကိုမေလ21ရက်မနက်9:00နာရီလောက်မှာအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter 2 စီးကကျိန်နလီမြို့ပေါ်ကို10 ကြိမ်လောက်ပုံကျဲချခဲ့တာဖြစ်တယ်လို့အာရကန်ပရိသတ်မီဒီယာသတင်းမှာဖော်ပြထားပါတယ်။လေကြောင်းကကျဲချလိုက်တဲ့ပုံသီးတွေဟာကျိန်နလီမြို့အမှတ်2ရပ်ကွက်ထဲကိုကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးအသက်28နှစ်ကနေ65နှစ်အထိရှိတဲ့ဒေသခံပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လူနေအိမ်2ဆောင်လည်းထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။ကျိန်နလီမြို့နယ်ဟာအခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလည်းအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုအကြိမ်ကြိမ်ခံခဲ့ရပူပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ4ရက်နေ့ကကန်းကော်တောင်ရွာပုံကျဲခံရလို့သာသနာအဆောက်အုံတွေနဲ့လူနေအိမ်9ဆောင်ပျက်စီးခဲ့ရတယ်လို့ဖေဖော်ဝါရီလ10ရက်12ရက်နဲ့13ရက်နေ့တွေမှာလည်းမြို့ပေါ်ရက်ကွက်တွေကို Jet Fighter တွေနဲ့စက်တိုက်ပုံကျဲခဲ့လို့အရက်သားသားမိ2ဦးအပါအဝင်လူသေဆုံးမှုတွေနဲ့ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။အခုတစ်ကြိမ်မှာလေအကြမ်းဖက်စစ်တပ်ကစစ်ရေးအရာအရေးနှိမ့်မှုတွေကိုတုံ့ပြန်ဖို့အတွက်စစ်ရေးပြစ်မှတ်မဟုတ်တဲ့အရက်သားပြည်သူတွေနေထိုင်ရာရက်ကွက်တွေကိုဥတီပြီးတော့လေကြောင်းကနေအရက်73ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ရင်တည်င်းရင်းမြစ်များရဲ့အဆိုအရအင်အားတရာကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအေအေကဒရုန်းနဲ့အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်စစ်သားရာနဲ့ချီတေဆုံးဒဏ်ရာရရှိခဲ့ကအလောင်းနဲ့ဒဏ်ရာရသူများကိုကားသုံးစီးနဲ့တက်ဆောင်သွားခဲ့ရကြောင်းသိရပါတယ်။တေဆုံးဒဏ်ရာရသူတွေကိုစင်ပြိုးရှိလက်နက်ကြီးစခန်းသို့ဦးစွာပို့ဆောင်ပြီးရင်းမတဆင်ဗဒန်းမြို့နယ်မဆခ905စုံကုန်းအမြောက်တပ်သို့ဆက်လက်ပို့ဆောင်ခဲ့ကြောင်းဒေသခံများကပြောဆိုထားပါတယ်။ပြီးခဲ့တဲ့မေလ19ရက်နေ့ကလည်းနိုင်ရီကန်ခရုတ်ချင်းအနီးရေထွက်ခတ်တဲ့စစ်သားများကိုအေအေနဲ့ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်သား9ဦးလောက်တေဆုံးခဲ့ကြောင်းသိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးအာရခတပ်တော်ကထုတ်ပြန်ထားတာမရှိသေးတာကြောင့်လက်တလုံးမှာအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ဒီညမထွက်ရအမိန့်ကိုပြီးခဲ့တဲ့မေလ19ရက်နေ့ကထပ်မံထုတ်ပြန်ခဲ့တာဖြစ်ပြီးည9:00နာရီကနေနနက်9:00နာရီအထိသတ်မှတ်ထားတာပါ။ရက်ွက်တိုင်းမှာလည်းအပြင်ထွက်ရင်ပြစ်မယ်ဆိုတဲ့စာတွေလိုက်ကတ်ထားတယ်လို့စစ်တွေမြို့ခံအမျိုးသားတဦးကပြောပါတယ်။စစ်တွေမြို့မှာပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကတည်းကညမထွက်ရအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာအချိန်တနာရီလျှော့ပေးခဲ့ပူပါတယ်။ညမထွက်ရအမိန့်ထုတ်ပြန်ထားတာကြာပြီဖြစ်လို့နောက်ပိုင်းမှာပြည်သူတွေကမိမိပြောင်းနေည10:00နာရီ17:00နာရီထိတွာလာနေကြတာတွေရှိခဲ့တယ်လို့မြို့ခံတွေကဆိုပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့အခြေအနေတွေပြောင်းလဲသွားပြီးလမ်းပေါ်မှာလူရိတ်တွေ့ရနဲ့လုံးဝပြစ်တက်မယ်လို့အမိန့်ထုတ်ထားတာကြောင့်ပြည်သူတွေအကုန်လုံးကြောက်လန့်နေကြရပါတယ်။ဒီပြစ်မိတ်ကြောင့်စစ်တွေမြို့ပေါ်မှာည8:00နာရီလောက်ကလေးကလူသူကင်းမဲ့ပြီးလမ်းပေါ်မှာလူသွားလူလာလုံးဝမရှိတော့ဘူးလို့မြို့ခံတဦးကဆက်ပြောပါတယ်။လက်ရှိမှာတော့စစ်တွေမြို့ရဲ့နှစ်ကင်းပတ်အခြေအနေတွေကပုံမှန်အတိုင်းရှိနေပေမယ့်လက်နက်ကြီးပစ်ခတ်တံတွေစတိုက်ကြားနေရပြီးမြို့ခံပြည်သူတွေကြားစိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေပါတယ်။ဒီခန္ဓာမှာဂျာနယ်မိတ်ဆက်တာအပြင်18နှစ်မြောက်အာရခတက်တော်နေ့အထိမ်းအမှတ်စာပေပြိုင်ပွဲမှာဆွေးရရှိခဲ့ကြတဲ့ကလောင်ရှင်တွေကိုလည်းစွန့်ဝင်တဲ့ကွန်ပျူတာတွေပေးအပ်ချီးမြှင့်ခဲ့ကြတာပါအခမ်းအနားကိုစာရေးဆရာတွေစာပေဝါသနာရှင်တွေအပြင် ULA အဖွဲ့ကအကြီးအကဲတွေနဲ့ရမီရဖတွေအပါအဝင်စုစုပေါင်းလူ90ကျော်တက်ရောက်ခဲ့ကြပါတယ်အာရခပြည်စာရေးဆရာအသင်းဥက္ကဋ္ဌဆရာနောင်အေးကအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့စစ်ရေးနိုင်ငံရေးမူဝါဒတွေကိုပြည်သူတွေသိရှိနားလည်စေဖို့နဲ့ပြည်သူတွေရဲ့အတန်ကိုအစိုးရကပြန်လည်သိရှိနိုင်မှုအတွက်ဒီကြားနေကိုဂျာကန်မီဒီယာတစ်ခုအနေနဲ့ရည်ရွယ်ထုတ်ဝေတာဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။ဒါအပြင်အသင်းရဲ့အတွင်းရေးမှူးဆရာဝင်းဟင်အောင်ကလည်းဒီကြားနေဟာအာရခပြည်သူအစိုးရရဲ့ဥဆောင်မှုအောက်မှာပထမဆုံးလွတ်လွတ်လပ်လပ်ထုတ်ဝေခွင့်ရတဲ့ဂျာနယ်ဖြစ်တာကြောင့်စာပေသမားတွေကပြည်သူတွေအတက်ပါလုံးဝတတ်မှုရှိတဲ့ဂျာနယ်တစ်ဆောင်ဖြစ်လာမယ်လို့ယုံကြည်ကြောင်းပြောပါတယ်။တေဆုံးသွားသူဟာအသက်40ရွယ်အမျိုးသားတဦးဖြစ်ပြီးဒဏ်ရာရသားသူကတော့အသက်20ဝန်းကျင်အမျိုးသားတဦးနဲ့အသက်9နှစ်အရွယ်မိန်းကလေးငယ်တဦးတို့ဖြစ်ကြပါတယ်။ဒီပြစ်ခတ်မှုကိုမေလ21ရက်နေ့ညနေ6နာရီခွဲလောက်မှာထုံတော်ကျေးရွာအတွင်းတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့တရင်ကလန်ဒန်တစ်ကနေပြစ်ခတ်ခဲ့တာဖြစ်ကြောင်း KNU ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးကဒီကနေ့မေလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မေလ2ရက်နေ့ညနေပိုင်းကလည်းအကြမ်းဖက်စစ်တပ်ကမောတောင်မြို့တွေကိုဂျက်တိုက်လေယာဉ်2စင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဒီကြေညာချက်ဟာနိုင်ငံသားဖြစ်မှုဆိုင်ရာပြင်ဆင်ရေးဥပဒေ CAA မှာအကြုံးမဝင်သူတွေကိုရဲတပ်ဖွဲ့ကဖမ်းဆီးပြီး
နေဆက်လုံခြုံရေးတပ်ဖွဲ့ BSS ထံအနှံကနေရဲပြန်ပို့မဲ့စနစ်ကိုတင်းတင်းကြပ်ကြပ်အကောင့်ထဲပေါ်မှာဖြစ်တယ်လို့ဆိုပါတယ်။ DCAA ဥပဒေအရဘာသာရေးအရာနှိပ်စက်ညှဉ်းပန်းခံရလို့ရွှေ့ပြောင်းလာတဲ့ဟိန္ဒူ၊စစ်၊ဂျိန်း၊ဗုဒ္ဓဘာသာ၊ပါစီနဲ့ခရစ်ယာန်ဘာသာဝင်တွေကိုကာကွယ်ပေးထားပြီး2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့အထိရောက်ရှိနေသူတွေကိုရဲတပ်ဖွဲ့ကနှောက်ယှက်ဖမ်းဆီးမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီဥပဒေရဲ့စံနှုန်းမပြည့်မီသူတွေနဲ့အထောက်အထားမရှိဘဲလုံးဝတရားမဝင်ခိုးဝင်လာသူတွေကိုတော့ဘင်္ဂလားဒေ့ရှ်နေချဆောင်တဲ့ BGB နဲ့ဆွေးနွေးပြီးအိန္ဒိယနိုင်ငံကနေနှိထုတ်ဖို့စီစဉ်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒီလိုတရားမဝင်ဘင်္ဂလားဒေ့ရှ်ကျူးကျော်ဝင်ရောက်လာသူတွေကိုBSS ထံတရိုက်လွှဲပြောင်းပေးဖို့ပြီးခဲ့တဲ့2025ခုနှစ်မေလ14ရက်နေ့ကလေးကညွှန်ကြားချက်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။လက်ရှိအာဏာရ BJP ပါတီဟာပြည်내ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရရှိပြီးတဲ့နောက်အငင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့2019ခုနှစ်နိုင်ငံသားပြည်စင်ချက်ဥပဒေကိုအကောင့်ထဲပေါ်ဖို့အခုလိုလုပ်ငန်းစဉ်တွေကိုစတင်လှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။